မြတ်ဗုဒ္ဓ၏အလိုတော်ကြအတိုင်းအသွေးကိုလူချင်းအသားကိုလူချင်းအသက်ကိုလူချင်းဆိုသည့်အလိုဒါနကိုပြုလုပ်မိအရှင်ခါသမယ၌ဘုရားအမြတ်ဆုံးယတနာတရားအမြတ်ဆုံးယတနာသံဃာအမြတ်ဆုံးယတနာဟုခေါ်ဆိုရသောယတနာအမြတ်သုံးပါးနှင့်မိဘဆရာသမားတို့ရဲ့ဂုဏ်ကိုအာယုံပြု၍ရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော်ကြောကြရတဲ့ကောင်းမှုကံစေတနာကြောင့်အလိုမရှိတဲ့ဘေးဥပရန်ဆွဲအန္တရာယ်အသွဲသွဲတို့ဘိန်းကြာရွက်တင်ရေမတင်မိတဲ့ကဲ့သို့ကင်းစင်လွင့်ပြောက်ပြီးလျင်လူလာအတောင်းတအပ်သောမအိုရမနာရမတေရဖြစ်သောနိဗ္ဗာန်သို့လင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်စင်သူတော်ကောင်းစေတနာရှင်များဖြစ်ကြပါစေကဲဒီနေ့ဖရာရဲ့ဤသူဖရာလည်းအသွေးကိုလူတဲ့အသားကိုလူတဲ့အသက်ကိုလူတဲ့နော်ဒီနေ့သူတော်ကောင်းတို့သွားလှူမယ်ဆိုတာအင်မတန်မြင့်မြတ်တဲ့လူတိုင်းမလုံနိုင်တဲ့အလုပ်ကြီးလုံးပါနော်ခန္ဓာကိုယ်မှာသွေးတစ်စက်ဖြစ်ဖို့လွယ်လားလွယ်ပါဘူးဗျာသွေးအားနေသွားရင်သွေးလေးတစ်စက်သွေး 1cc ဖြစ်ဖို့ဆိုတာမလွယ်ဘူးနော်အဲ့ဒီကနေပလင်းကြီးတစ်လုံးထုံနှုံမယ်ဆိုတာကိုယ်အသက်ကိုတေးသွားအသေးခံပြီးတော့သူများအသက်ရှင်ပါစေလို့ဒါလှူတဲ့အလှူကအင်မတန်မွန်မြတ်တဲ့အလှူနော်အဲ့ဒီလှူတဲ့အခါမှာ8ပါးသီလထက်ကောင်းတာကမေတ္တာလေးပါခံပြီးယူထားရင်ပိုမကောင်းဘူးလားကောင်းပါဗျာနဝေင္ကတမ္မနာကတံနော်9ပါးသီလသူကမေတ္တာအခြေခံပြီးလှူရမှာအောင်နော်မေတ္တာမရှိရင်လှူလို့ရပါမလားမရပါဘူးသူများကဘလောက်ပဲတိုက်တွန်းဒီနေ့ဦးချင်းဦးတော်မအောင်သွေးလှူပါဆိုကို့မှတော့သွေးမလောက်ဘူးသူများလှူဖို့နေနေတာမလှူနိုင်သေးဘူးဒါကြောင့်လှူတယ်ဆိုတာအင်မတန်မြင့်မြတ်တယ်ဒါကြောင့်နော်မေတ္တာကမ္မမေတ္တာဟောပေါ့သီလလေးပါထည့်ပြီးတော့နဝေင္ကတမ္မနာကတံကိုယူရအောင်နော်ကဲအဟံပန္တိတိတရဏိနာတဟနဝေင္ကတမ္မနာကတံဥဘောတထသီလံသီလံတိထမေပန္တိဒုတိယံပိဟံပန္တိတိတရိနာတဟနဝေင္ကတမ္မနာကတံဥဘောတထသီလံဓမ္မယသာမိနုဒံကတဝါသီလံတိထမေပန္တိတတိယံပိဟံပန္တိတိတရိနာတဟနဝေင္ကတမ္မနာကတံဥဘောတထသီလံဓမ္မယသာမိနုဒံကတဝါသီလံတိထမေပန္တိယမဝရမိဓမ္ဝရိထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ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 ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဗုဒ္ဓံ